NLD မရှိလို့ဒေါအောင်ဆန်းစုကြည်တို့ဥဆောင်တဲ့ပြည်တွင်းနိုင်ငံရေးသမားတွေမရှိလို့ကျန်တဲ့အဖွဲ့တွေကထပြီးတော့နေရာထယူတာဟိုခေတ်ကလို့ခမောက်ပါတီလိုမျိုးနေရာလာယူတာအခုက NLD ရှိနေတယ် NLD ပြတ်သိမ့်သိမ့်မသိမ့်သိမ့် NLD ရှိနေတယ်သမရရှိနေတယ်အဲ့ဒါကိုဘသူကအမာခံလုပ်ပေးထားတယ်လေသမရဦးမြင့်နဲ့ဒေါအောင်ဆန်းစုကြည်ကိုဘသူကအမာခံထောက်ခံထားတယ်လေခုလာတော့ကပဲကျွန်တော်ရဲ့သုံးသက်ချက်ရဒေါအောင်ဆန်းစုကြည်ကိုသူအနှိမ့်ဆုံးစစ်နေအကျယ်ချုပ်ထားရမယ်အမြင့်ဆုံးစစ်လှုပ်ကိုလုပ်ပေးရမယ်မင်းအောင်လိုက်ထပ်ပေါက်ပိတ်သွားပြီသူပြစ်ချင်တဲ့သမရဖြစ်ပြီးသွားရင်ဒီဘာမှဆက်လုပ်ကြအကြောင်းမရှိတော့ဘူးသမရဖြစ်ပြီးသွားတော့သူတရားဝင်ခြင်းနဲ့လူရဝင်ခြင်းနဲ့ဆိုရင်ဒေါအောင်ဆန်းစုကြည်နဲ့ပြည်တွင်းနိုင်ငံရေးသမားတွေကိုသမရဦးဝင်းမြင့်တို့နဲ့မဟိလို့ကိုမရတော့ဘူးဘိုးတော်ကကြတော့သူသမရမဖြစ်သေးလို့အတူရောက်ရွေးကောက်ပွဲနဲ့လုံးလို့မရသေးလို့သူမဟိတာအခုသူလူချင်တာရသွားပြီဒါပေမဲ့အဲ့ဒါဒီသူဒီအမြင့်ဆုံးရောက်သွားပြီသူဒီပြန်ကြဖို့ပဲရှိတော့တာပြောချင်တာပြန်ဆင်းဖို့ပဲရှိတော့သူဒီနိုင်ငံတကာကိုတရားဝင်ခြင်းနဲ့အာဆီယံမှာတရားဝင်ခြင်းနဲ့ပြည်တွင်းနိုင်ငံရေးအပြောင်းအာဆီယံတောင်းထားတဲ့၅ချက်ကိုဒီဖြည့်ဆည်းခြင်းနဲ့ဆိုရင်ဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်မပါဘဲနဲ့အာဆီယံကလက်ခံမှာမဟုတ်ဘူးကုလသမဂ္ဂကတောင်းဆိုထားတဲ့ all inclusive မှာဒေါအောင်ဆန်းစုကြည်နဲ့ NLD မပါဘဲနဲ့မဖြစ်နိုင်ဘူးကုလသမဂ္ဂနဲ့အာဆီယံကတောင်းဆိုနေတာနိုင်ငံတကာရဲ့အထာပြီးအိုဘားမားလက်ထက်တဲ့အတူတူပဲ power sharing ကိုတို့လုပ်နေတာကျွန်တော်တို့ပြည်သူတွေကလက်ခံခြင်းလက်မခံခြင်းကတတ်တတ်ကျွန်တော်တို့ကမင်းအောင်လှိုင်တို့ကိုနိုင်ငံစီရေးရတိုက်ထုတ်မယ်ဆိုတာတတ်တတ်ဒါပေမဲ့နိုင်ငံတကာက all inclusive ကိုလက်ခံနေနိုင်ငံတကာ power sharing ကိုလက်ခံနေအဲ့တော့မင်းအောင်လှိုင်တို့ကအခုအာဏာကိုလူယူလိုက်ပြီးဓမြတိုက်ယူလိုက်ပြီး power sharing လုပ်ဖို့အတွက်အရေးကြီးတဲ့ stakeholder ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်မပါဘဲနဲ့ဆက်သွားလို့မရဘူးသူတို့ဂိတ်ဆုံးသွားပြီသူတို့ရွှေ့မဲ့ကစားကွက်ဒီဘာမှလို့ပြောရင်အကွက်မိသွားပြီပိတ်သွားပြီကျွန်တော်တို့ဘက်ကဖွင့်ပေးမှရအောင်သူတို့ဘက်ပိတ်သွားပြီစစ်ရေးရသူသမ္မတနေရာတက်လူလိုက်တယ်ဓမြတိုက်လိုက်တယ်ဒါပေမဲ့နိုင်ငံရေးမှာသူကထွက်ပေါက်မရှိဘူးထွက်ပေါက်လုံးဝပိတ်သွားပြီအဲ့ဒါကလေကျွန်တော်တို့ရဲ့အားသာချက်ပဲပြောရမှာလားဒုတိယကမ္ဘာပြည်သူတွေကိုပဲကျေးဇူးတင်ရမလားအမေရိကန်ဥဆောင်တဲ့ဒီကျွန်တော်တို့ကြီးသုံးကြီးပေါ့နော်အမေရိကန်ရဲ့ပြင်သစ်ရဲ့ UK ရဲ့ဒီသုံးနိုင်ငံကိုကျေးဇူးတင်ရမယ်ကုလသမဂ္ဂမှာဒေါအောင်ဆန်းစုကြည်ကိုအတိုင်ပင်ခံဦးဝင်းမြင့်ကိုသမ္မတကြီးအသိမှတ်ပြုပေးထားတော့မယ်ဦးကျော်မိုးထွန်းကိုအသိမှတ်အဲ့ဒါကြီးကျွန်တော်တို့ရဲ့အားသာချက်ဒါကြောင့်မင်းအောင်လှိုင်ကြီးအမြင့်ဆုံးရောက်သွားပြီမင်းအောင်လှိုင်ကြီးပြုတ်ကျဖို့ပဲကြံတော့တာအဲ့တော့မင်းအောင်လှိုင်ကြီးလုံးဝနိုင်ငံရေးပိတ်သွားပြီဆွေးနွေးပွဲပိတ်သွားပြီအဲ့တော့သူကဖဲ့ပြီးတော့တိုင်းရင်းသားတွေအပြစ်ခက်ရေးစီလုံးတယ်ကျွန်တော်တို့ကအဲ့ဒါဘယ်သူမှမထူဆန်းဘူးဘာဖြစ်လို့လဲ NCU ထိုးရင်လည်းဘယ်သူပါမှာလဲဝါလို့ပါမယ်ပါလဲတကယ်မေးကြတဲ့လူတွေပါမှာမဟုတ်ဘူးအဲ့တော့သူ့ရဲ့ဒီဘယ်လိုပြောမလဲအခုသူမိကုံးမှပြောသလိုပေါ့မင်းတို့လက်နက်ကင်တော်လိုင်းလမ်းစဉ်လာနိုင်ငံရေးဆွေးနွေးမယ်โอเคနိုင်ငံရေးဆွေးနွေးဖို့အတွက်ငါတို့လက်နက်ကင်သမားတွေခဏနေအောင်နိုင်ငံရေးမှာအဓိကမင်းတို့အာဏာလူယူခဲ့တဲ့လက်ရှိသမ္မတနဲ့အတိုင်ပင်ခံကိုမင်းတို့အရင်လှုပ်ပေးမှနိုင်ငံရေးဆွေးနွေးလို့ရမှာပြောချင်တာကကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ပြည်သူပဲတို့လှည့်ပြားလို့ရမယ်ကမ္ဘာခေါင်းဆောင်တွေနဲ့ကမ္ဘာအဖွဲ့အစည်းတို့လှည့်ပြားလို့မရဘူးကမ္ဘာအဖွဲ့အစည်းတွေအားလုံးလက်ခံထားတာကသမ္မတဦးမြင့်ဒီသမ္မတနိုင်ငံတော်အတိုင်ပင်ခံကောင်စီဒေါင်းဆိုင်ယူနိုင်ငံတော်အတိုင်ပင်ခံပြီးတော့ NLD ပါတီအဲ့တော့ NLD ပါတီဟာမြန်မာနိုင်ငံမှာအဓိကနိုင်ငံရေးပါတီဖြစ်တယ်ပြည်သူအများစုထောက်ခံထားတယ်ဆိုတာမြန်မာနိုင်ငံမှာပြည်သူတွေကအကြိမ်ကြိမ်ပြထားပြီးသားဖြစ်တယ်အဲ့ဒါကိုတစ်ကမ္ဘာလုံးကလည်းမျက်ဝါးထင်ထင်မြန်မာနိုင်ငံရဲ့အဓိကနိုင်ငံရေးပါတီက NLD ဆိုတာလက်ခံထားပြီးသားကျန်တဲ့ကနကိုကြီးတို့တသက်ခိုင်တို့ဆိုတာအဖြည့်ခံနေနော်ဘယ်လိုပြောမလဲကျက်ဖို့ပါတီရဲ့ပါတီကွဲတွေလက်ဝေခံနေဆိုတာကမ္ဘာလုံးကသိတယ်အဲ့တော့ NLD မရှိလို့ဒါသူတို့တရုတ်ကစကားကစားနေတာရှိတယ်ဒါပေမဲ့မြန်မာနိုင်ငံရဲ့ပဋိပက္ခကိုဖြေရှင်းဖို့ဆိုရင်ဦးဝင်းမြင့်ဒေါအောင်ဆန်းစုကြည်နဲ့ NLD မပါဘဲနဲ့ all inclusive မဖြစ်ဘူးဆိုတာကိုအာဆီယံကရှင်းရှင်းလင်းလင်းပြောထားပြီးသားဖြစ်တယ်ဒါကြောင့်မင်းအောင်လှိုင်ဒီလုံးဝအမြင့်ဆုံးရောက်သွားပြီသူဒီထွက်ပေါက်ပိတ်သွားပြီအဲ့တော့ तू မရွေးချယ်ရင် तू ကိစ္စ तू ဒေါအောင်ဆန်းစုကြည်ကိုမလွတ်ပေးခြင်းဘူး तू နိုင်ငံရေးမသွားခြင်းဘူးဒါ तू ကိစ္စအဲ့ဒါဆိုရင်လည်းကျွန်တော်တို့ကပူစရာမရှိဘူးကျွန်တော်တို့ရဲ့လက်နက်ကင်ဒေါ်လာရေးဖြစ်တဲ့ဒေါ်လာရေးကို SCEF လို့ခေါ်တဲ့ Federal ပြည်ထောင်စုပေါ်ထွန်းရေးအကြံပေးကောင်စီကနေပြီးတော့စစ်ရေးနိုင်ငံရေးကိုဆက်ဦးဆောင်မယ်လို့ပြောထားပြီးသားဒီနေရာမှာ NUG ဒီဘေးရောက်နေပြီဒါကြောင့်တချို့သောသူတွေကအခုဒီရက်ပိုင်းမှာ NUG ကိုဆဲတယ်အဲ့လူတွေကခုတ်ရတခြားလား NUG ကအဓိကမဟုတ်တော့ဘူးကျွန်တော်ပြောသလိုပဲ NUG ဒီပြေမမှာရှိတဲ့စကိုင်းမကွေးလောက်ကိုပဲထိန်းထားနိုင်တာတနိုင်ငံလုံးကိုလက်နက်ကင်ညာအကုန်ထိန်းထားပြီးသား NUG ဒီနေရာမှာတိတ်အရေးမပါတော့ဘူးအရေးပါတာကဝေဦးတော်လှန်ရေးကိုတကယ်ဦးဆောင်နေပြီးဖြစ်တဲ့ SCEF
ကျွန်တော်တို့ရဲ့အားကိုးရဖြစ်သွားပြီ NUG မဟုတ်တော့ဘူးသမရဝင်းမြင့်နဲ့အမေဒေါန်ဆန်းစုကြည်တို့ဒီပြည်တွင်းနိုင်ငံရေးဥဆောင်မှုအတွက်အမာခံတွေဖြစ်တယ်တရားဝင်လည်းဖြစ်တယ်ကဘာကြီးကလူယိုသေးရှေယိုသေးအသိမဲ့ပြုထားတဲ့ legitimacy လည်းရှိတယ်အဲ့တော့ NLD ပါတီနဲ့ဒေါန်ဆန်းစုကြည်သမရဝင်းမြင့်တို့ဒီပြည်သူရဲ့ legitimacy လို့ခေါ်တယ်တရားဝင်မှုကိုအကြိမ်ပြည်သူကပေးထားပြီးသားရှိတယ်မင်းအောင်လှိုင်ကိုရွေးရမှာလူမိုက်လန်းကိုပဲဆက်ရွေးမလားလူလိမ္မာလန်းကိုသွားမလားလူမိုက်လန်းကိုရွေးရင်တော့ဘာမှလာပြီးတော့မနှိနဲ့ဘာမှခင်ဗျငင်းငင်းကြီးလဲလာမပြောနဲ့ဘာမှနိုင်ငံမင်းတို့မျိုးကြိုက်တာလို့ကျွန်တော်အမြဲတမ်းပြောနေတဲ့စကားတရုတ်လို့ပြက်လို့တပါတီစနစ်လုပ်လိုက်ကိုကိုဘယင်လို့ကြီးညာပလိုက်စစ်အာဏာရှင်လို့ကြီးညာလိုက်ပါတီစုံလာမလုပ်နဲ့အဲ့တော့မင်းအောင်လှိုင်ဒီချိန်မှာရွေးရမှာဒီတရုတ်နိုင်ငံလို့တပါတီစနစ်သွားမလားပါတီစုံနဲ့ပြည်တွင်းငင်းငင်းရေးကိုသွားမလားပြည်တွင်းငင်းငင်းရေးကိုသွားကျင်နေဆိုရင်ဦးဝင်းမြင့်နဲ့သမရဒေါ်ဆန်းစုကြည်နဲ့ NLD ကောင်းဆောင်တွေကိုမလွတ်ပေးနဲ့ဘယ်လိုမှသွားလို့မရမင်းအောင်လှိုင်ချုပ်ကွက်မိသွားပြီမင်းအောင်လှိုင်ကိုကျွန်တော်တို့ကချုပ်ထားလိုက်ဟောမှုကြီးလက်ကြားကိုမင်းအောင်လှိုင်တို့ကပိတ်တယ်လို့ကျွန်တော်တို့ကအခုအမေရိကန်လုပ်တယ်လို့အိုမန်ပင်လယ်ကွေးကနေကျွန်တော်တို့ပြန်ပိတ်ပလိုက်တယ်အဲ့ဒါအရှိတရားပဲကျွန်တော်ခုကိုရှင်းပြောနေတာအမေရိကန်ပိတ်တယ်လို့ဦးကျွန်တော်တို့ကပိတ်ထားပြီအဲ့တော့ကျွန်တော်တို့ပိတ်ထားတာဖြစ်တဲ့ဒေါ်ဆန်းစုကြည်နဲ့သမရဦးမြင့်တို့ကိုမလွတ်ပေးမပေးဘဲနဲ့မင်းအောင်လှိုင်ကြီးဘယ်လိုမှနိုင်ငံရေးရှစ်ဆက်လို့မရတော့ဘူးလက်နက်ကင်လမ်းစဉ်ကငင်းချမ်းကြီးပေါ့သူပြောတဲ့လက်နက်ကင်စွန့်လို့ရေးဆိုတာကတော့ SCEF နဲ့သူနဲ့ရှင်းရမှာအဲ့ဒါဒေါ်ဆန်းစုကြည်နဲ့ဦးမြင့်နဲ့မဆိုင်ဘူးကျွန်တော်တို့ဒီနေရာမှာနှစ်ပိုင်းခွဲအောင်မြင်ဖို့လိုတယ်ຫນွေဦးတော်လှန်ရေးကိုတကယ်မြေပြင်မှာတိုက်နေတာကို SCEF ကဥဆောင်တယ်ပြည်တွင်းနိုင်ငံရေးနဲ့ပြည်တွင်းနိုင်ငံရေးပြောမယ့်ကိစ္စကိုသမရဦးမြင့်နဲ့ဒေါ်ဆန်းစုကြည်ကဥဆောင်ပါကိုကူကြီးတို့တက်တက်ခိုင်တို့စည်ရင်းရှိပြည်သူအခုလက်ရှိပြည်သူလည်းတို့မဲမပေးဘူးအဲ့ဒါတော့အရှိတရားဒါကြောင့်ကျွန်တော်တို့ပြည်သူတွေစိတ်ရှည်ပါမင်းအောင်လှိုင်ချုပ်ကွက်မိနေပြီမင်းအောင်လှိုင်အကွက်မိနေပြီမင်းအောင်လှိုင်ပိတ်နေပြီသူကသူရွေးသူလူမိုက်လန်းရွေးလို့ရတယ်ကျွန်တော်တို့ဘာမှမပြောဘူးဒါသူ့တဘောသူ့မှာတနက်ရှိတာပဲသူလူမိုက်လန်းကိုရွေးရင်သူဒီကပါတီအာဏာရှင်ကြီးညာလိုက်ဘယ်သူမှဘာမှမပြောလို့မရဘူးသူ့မှာတနက်ရှိတာပဲ all inclusive မဖြစ်ဘူး all inclusive မဖြစ်ရင်အာဆီယံလို့ဘာလို့ကဆုံးဖြတ်မှာပေါ့ဒါပေမဲ့အခုလက်ရှိထိအာဆီယံအပါအဝင်ကမ္ဘာခေါင်းဆောင်များပြီးသူ့ကိုအတိမတ်မပြုသေးဘူးဘယ်နိုင်ငံမှသူ့ကိုအတိမတ်ပြုလို့ကြေညာတာလည်းမကြားသေးဘူးကျွန်တော်တို့သမရကြီးဦးဝင်းမြင့်နဲ့အမေဒေါန်ဆန်းစုကြည်ကိုပဲမြန်မာနိုင်ငံခေါင်းဆောင်များပြီးကုလသမဂ္ဂတရားဝင်အတိမတ်ပြုပြီးသားကမ္ဘာနိုင်ငံတွေဒီမှာအဲ့ဒီထဲမှာအရေးကြီးဆုံးအချက်ဒီအမေရိကန် UK ပြင်သစ်ကဥဆောင်ထားတယ်ဒါကြောင့်ကျွန်တော်တို့အမေရိကန်ကိုညံဖြစ်လို့မရဘူးကျွန်တော်တို့ဒီအမေရိကန်ကကျွန်တော်တို့ကိုဥဆောင်ပေးထားတာကဲကျွန်တော်အမေရန်ပြောတဲ့စကားပါလဲဆိုတော့အမေစုကိုတို့ကတနည်းကြိုက်ရင်ဟုတ်ပေးမယ်လို့ခဏပြောတယ်နော်စောင့်ပါဒီကောင်တွေထောက်ရှင်းနိုင်မှာမဟုတ်ဘူးဒီစစ်ခွေးတွေကအာဆီယံအစည်းအဝေးမှာလည်းသူတို့ပါဝင်ချင်တယ်နိုင်ငံရေးဖက်မှာလည်းနိုင်ငံတကာမှာသူတို့ပါဝင်ချင်တယ်အခုသူတို့ဘာမှလုပ်လို့မရတော့ဘူးကျွန်တော်အမေရန်ပြောတယ်သူတို့နောက်ဆုံးအကြံမရှိတော့ရင်အမေစုပြန်လွတ်ပေးမှာလို့ခဏပြောတာကြီးထားမယုံရင်ဘေးနိုင်ငံကမှအတိအမှတ်မပြောရင်ဘယ်လိုသူတို့စစ်ဆက်ရမှာလဲဘာမှစစ်ဆက်လို့မရဘူးဘာမှလုပ်လို့မရဘူးစစ်ခွေးထုတ်ခံတဲ့ပြည်သူတွေနဲ့စစ်ခွေးလိုပြည်တွေကတခြားနိုင်ငံတွေကကျွန်တော်တို့ကိုမထောက်ခံရင်လည်းပြဿနာမရှိဘူးလို့သူတို့ပြောကြတယ်ဒါပေမဲ့သူတို့တွေကနိုင်ငံရေးအတွေ့အကြုံနိုင်ငံရေးအတိမရှိဘူးဒီကောင်တွေမြန်မာပြည်ကနဲ့တခြားနိုင်ငံမထွက်တဲ့ကောင်တွေများတယ်သူတို့ဖတ်တဲ့စာတွေကစစ်ခွေးတွေထောက်တဲ့စာတွေပဲဖတ်တယ်အဲဒါကြောင့်သူတို့ဘာမှအတိမရှိတော့ဘူးနိုင်ငံရေးအကြောင်းတွေလည်းတိတ်မတီးတော့ဘူးစစ်ခွေးတွေပြောခိုင်းတဲ့ဟာတွေကိုပဲပြောတယ်စစ်ခွေးတွေပြောတဲ့ဟာတွေကိုပဲသူတို့ကနားဆင်တယ်အဲ့ဒါသူတို့ကအဟုတ်ထင်နေတာအဲ့ဒါကြောင့်စစ်ခွေးတက်ထုတ်ခံတဲ့ပြည်သူတွေလင်မာတဲ့ကောင်တကောင်မှမရှိဘူးလို့ခဏကျွန်တော်ပြောတာမယုံစောင့်ထားအမေစုဟုတ်ကွန်ဟုတ်ပါအမေစုကိုစစ်ခွေးတွေကအတုံးချ